ရှမ်းပြည်မှာမွေးဖွားခဲ့ကြတဲ့နာမည်ကြီးအနုပညာရှင်3ဦးနံပါတ်1ဆိုင်းဆိုင်းခန့်လိုင်ရှမ်းတိုင်းသားလေးဖြစ်တဲ့ဆိုင်းဆိုင်းခန့်လိုင်ကတော့လက်ရှိရန်ကုန်မှာအခြေချနေထိုင်နေပေမဲ့သူ့ရဲ့မွေးရဇာတိကရှမ်းပြည်ကဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ကြီးမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးငယ်ဘဝကလည်းတောင်ကြီးမြို့မှာသာကြီးပြင်းခဲ့တာပါ။အထက်ကလီးမှာကျောင်းတက်ခဲ့တာဖြစ်ပြီးတော့ဆယ်ကျော်သက်ဘဝကိုလည်းတောင်ကြီးမြို့ရဲ့အငွေသက်တွေနဲ့သာဖြတ်သန်းခဲ့တာပါရှင်။လက်ရှိမှာဆိုရင်လည်းတောင်ကြီးမြို့ရဲ့မြို့လေကောင်မှာတိန်းတောင်းချီတန်းတဲ့အိမ်နဲ့ဝိုင်းကိုပိုင်ဆိုင်ထားပါတယ်။တောင်ကြီးမြို့ကသူတွေကတော့အဆိုပါအိမ်ရှိရောက်ပြီးဆိုရင်ငယ်ချီဦးရဲ့အိမ်လိုဆနောက်ကဆိုရှယ်မီဒီယာပေါ်ကိုတင်နေကြတာပါ။နံပါတ်2အသင်းစားနွယ်ဝင်တင်စားနွယ်ဝင်ကချောမောတဲ့ရုပ်ရည်ကြောင့်မင်းသမီးအနေနဲ့အနုပညာလောကမှာခြေချတဲ့အချိန်မှာပူရီသားရဲ့ဝင်းရံခြင်းကိုခံရပါတယ်။ပြင်မျိုးမဲမထင်လှတဲ့အလှနဲ့တင်စားနွယ်ဝင်ကလည်းတောင်ကြီးမြို့မှာမွေးဖွားခဲ့တာပါရှင်။တောင်ကြီးဇာတိဖြစ်ကနောက်ပိုင်းမှသာရန်ကုန်မြို့မှာကြီးပြင်းလာခဲ့တာပါ။လက်ရှိမှာဆိုရင်တော့အိမ်တောင်လဲကြကအနုပညာအလုပ်တွေလည်းရန်နာထားသလိုတောင်ကြီးမြို့ကိုလည်းတိတ်မရောက်ဖြစ်တော့ပါဘူးရှင်။တင်စားနွယ်ဝင်ကသားသမီးတွေအတွက်စီးပွားရေးလုပ်ငန်းတွေကိုတစ်ခုပြီးတစ်ခုတိုးချဲ့နေရတာကြောင့်အားလက်တာမျိုးလည်းတိတ်မရှိပါဘူး။နံပါတ်3မြက်ရတနာကျော်တောင်ကြီးသူအနုပညာရှင်တွေထဲမှာဆိုရင်မြက်ရတနာကျော်ကလည်းတယောက်အပါဝင်ပါပဲ။မြက်ရတနာကျော်ကတောင်ကြီးမြို့မှာမွေးဖွားကသူ့ရဲ့ဆယ်ကျော်သက်ဘဝကိုလည်းတောင်ကြီးမှာသာဖြတ်သန်းခဲ့တာပါ။တက္ကသိုလ်ကိုလည်းနည်းပညာတက္ကသိုလ်တောင်ကြီးမှာသာတက်ခဲ့တာပါရှင်။အဆိုပါကျောင်းမှာလည်းခွင့်ရဖြစ်ရွေးချယ်ခံရကနေတချင်းတွေမှာပါဝင်သရုပ်ဆောင်ခွင့်ရလာတာပါ။ဒီလိုနဲ့အနုပညာလမ်းကြောင်းပေါ်တဖြည်းဖြည်းရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ရန်ကုန်မှာအခြေချဖြစ်လာတာပါ။ပြည်သူ့တို့ရောတောင်ကြီးစာတီအနုပညာရှင်3ယောက်ပေါ်ဘလို့ထင်မြင်ကြပါသလဲ။